အားလုံးမင်္ဂလာပါကိုထားကိုလေးရနေပြန်လဲပြီးတော့ချူဆိုလိုက်ပါတယ်ကြော်ဒီတလောနည်းနည်းလေးအပြင်းတက်နေတော့ဘာဘလော့မှမတင်ပြပါဘူးအခုနည်းနည်းလေးလက်ထဲမှာ install လေးနည်းနည်းရှိတဲ့ပစ္စည်းလေးတစ်ခုနဲ့ပြပါမယ်အဲ့ဒါတော့ကျွန်တော်တို့အုတ်ထုတ်ဆိုရင်အမဲဆိုတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်အခုကျွန်တော်မိတ်ဆက်ပေးခြင်းနဲ့ကျွန်တော်ကိုထားကိုလေးရဘူးခက်အုတ်ထုတ်လေးနှလုံးရှိပါတယ်အဲ့ဒါဒီနှလုံးမှာမတူညီအမဲပေမဲ့မတူညီတဲ့ကွဲပြားမှုလေးနှစ်ခုရှိပါတယ်ဗျာအခုနောက်ပိုင်းထုတ်တဲ့ဒီကိုထားကိုလေးရရဲ့ဒါချုပ်ပုံဒီဇိုင်းလေးကိုလည်းကျွန်တော်နည်းနည်းလေးအခုနောက်ပိုင်းနည်းနည်းလေးဟို upgrade လုပ်ထားတယ်ပေါ့နော်အရင်တော့နည်းနည်းတချို့အယူအဆလေးတွေလွဲနေရလေးရှိတာလေးတွေကိုကျွန်တော်ပြန်ပြီး upgrade ထပ်တိုးထားတယ်အဲ့တော့ကြောင့်မို့လို့ပို့ပြီးတော့အထာကျစီမှာတေးချပါပဲအဲကြောင့်မလို့အခုကျွန်တော်လက်ရှိပေါ့နော်ရနိုင်တဲ့အုတ်ထုတ်ဆိုရင်အမဲဆိုတဲ့သူတွေအတွက်တကယ်ကိုဇောင်းအစင်းသားခြီသားနဲ့ပေါ့နော်ဒီ product လေးတစ်ခုရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်မိတ်ဆက်ပေးတာပါဈေးနှုန်းကတော့အရင်တိုင်းမှာပဲမတက်ပါဘူးကျွန်တော်တို့ဒီနောက်ဆုံးတက်ထားတဲ့18000နဲ့ပဲဝယ်ယူရရှိမှာဖြစ်ပါတယ်အရှိယူအတူယူဒီဈေးပါပဲကျွန်တော်အခုဆောင်းပြပါမယ်ကျွန်တော်ရဲ့ favorite ကတော့အရှိပါအတူလဲကျွန်တော်စောင်းကြည့်တော့ကြိုက်ပါတယ်အတူလဲဒါပေမဲ့တော်တော်များများတော့ကျွန်တော်အရှိစောင်းဖြစ်တာများတယ်ရှာအရှိလေးဒါကတော့ဒီလိုရှာအရှိ style မှာထုံးစံတိုင်းကျွန်တော်ပြန်ပြီးမိတ်ဆက်ပေးခြင်းပါတယ်အဲ့ဒါကတော့ဘယ်လိုလဲဆိုတော့ဒီဘူကက်အုတ်ထုတ်စောင်းတဲ့အချိန်ကြာရင်လေဟိုအခုဟိုပေါ့ရှာလေးတွေကိုဒီလိုလေးနည်းနည်းလေးပေါ့ဒီလိုမော့ကြည့်ပြီးအဲ့လိုနည်းနည်းလေးဝိုင်းလေးလက်ကလေးနဲ့လိုက်ချိန်ကြီးလိုက်ရင်တော့ပို့ပြီးတော့အထာကျပါတယ်မြင်ရလားဒီလိုဆိုရင်ပို့ပြီးတော့အထာကျပါတယ်ဒါကတော့ကျွန်တော်ကြိုက်တဲ့ရှာအရှိဒီဇိုင်းမှာတစ်ခါလေးမှာအပြင်သွားတဲ့အခါကျရင်ကိုသိရမလားဟိုနည်းနည်းလေးပေါ့ကိုရောင်ဖြောက်ချင်တဲ့အခါလေးကျရင်တော့ဒီလိုဒီဇိုင်းလေးတွေကအဆင်ပြေပါတယ်ဒါကတော့ရှာအရှိဒီဇိုင်းပါကဲရှာအတူလေးဝတ်ပြပါမယ်ဒါကတော့ရှာလေးတိုးထားတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်ဒါလေးကကိုယ့်ရဲ့မျက်နှာလေးနည်းနည်းလေးပေါ်တယ်ပေါ့ဗျာနှစ်ခုစလုံးကတော့အထာကျတယ်ကျွန်တော်ကြိုက်တယ်ကျွန်တော်ကဘူးကက်ကြိုက်တဲ့သူဆိုတော့လေဘယ်လိုစောင်းအောင်ကြိုက်တယ်ဒါကတော့နည်းနည်းလေးမျက်နှာပေါ်လွင်လေးနဲ့စောင်းကျင်တဲ့သူတွေအတွက်ကရောဒီဒီဇိုင်းလေးရွေးချယ်လို့ရပါတယ်အခုကျွန်တော် install တွေထားပေးပါမယ်အမဲလေးတွေကြိုက်တယ်ဆို order မှာလို့ရပါတယ်ဒါပါပဲ